အသက်16နှစ်မှာတင်ကုသလို့မရတဲ့ယောဂဆွဲကပ်နေပြီဖြစ်တယ်လာမရတော့မယ်။ဘာစီလိုနာနဲ့စပိန်အသင်းရဲ့ Generation Talent တယောက်ဖြစ်တဲ့လာမရတော့မယ်ဟာလက်ရှိဘောလုံးလောကမှာတိုးတက်မှုအရှိဆုံးလူငယ်ကစားသမားတယောက်လို့ပြောမှာဖြစ်ပြီးတော့လာမယ့်10 နှစ်ခုအတွင်းမှာဘောလုံးတရားစုကိုကြီးစိုးနိုင်မဲ့ကစားသမားအဖြစ်အားလုံးကရှုမြင်ထားကြတာဖြစ်ပါတယ်။အခုချိန်မှာအသက်16နှစ်ပဲရှိသေးတဲ့ဒီကောင်လေးဟာလူငယ်ကစားသမားဘဝတွေကခြေစွမ်းကောင်းနဲ့ဓာတ်ရှာပြသနေပြီးတော့ဘာစီလိုနာအသင်းနဲ့စပိန်အသင်းတွေမရှိမဖြစ်ကစားသမားတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့လာမရတော့မယ်ဟာအသက်အရွယ်နဲ့မလိုက်အောင်ဒဏ်ရာပြဿနာတွေခံစားနေရပြီးတော့လက်ရှိအချိန်မှာလည်းပေါင်ချန်ကျော်သားတရားကိုမကြာခဏရရှိနေတာဖြစ်ပါတယ်။ဩဂတ်စ်လ2023သူ့သက်15နှစ်အရွယ်မှာဘာစီလိုနာအသင်းကြီးမှာစတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီးတော့စပိန်ကက်လန်အခြေစိုက်ကလပ်နဲ့အတူလာလီဂါဖလားနှစ်ကြိမ်ရရှိခဲ့တဲ့လာမရမယ်ဟာအင်တာနေရှင်နယ်အဆင့်မှာလည်းစပိန်အသင်းနဲ့အတူယူရို2024ဖလားကိုစုခုနိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အသင်းကြီးမှာပြသခဲ့တဲ့ခြေစွမ်းခြေသားတွေကြောင့်နီးပြဇာဗီဟာနန်တက်ရဲ့ယုံကြည်မှုကိုရရှိခဲ့ပြီးတော့ဘာစီလိုနာအသင်းကြီးကိုရောက်ရှိခဲ့တယ်။အဲ့တော့နီးပြဟန်စီဖလစ်လက်ထက်မှာတော့ရာမိုင်ရာမယ်ဟာခြေစွမ်းဟာအထွတ်ထိပ်ကိုရောက်ရှိလာခဲ့ပြီးတော့လက်ရှိဘာစီလိုနာအသင်းရဲ့အဓိကကစားသမားတယောက်ဖြစ်ရှိနေတယ်လို့စပိန်လေးစင်အသင်းကြီးအတွက်လည်းမရှိမဖြစ်ကစားသမားတယောက်လည်းဖြစ်နေပါတယ်။အသက်ကလည်းငယ်သေးတယ်အလားလာလည်းအများကြီးရှိတဲ့အပြင်ပြီးခဲ့တဲ့နှစ်ဘောလုံးဒီအောစုမှာဆိုလို့ရှိရင်သူရရှိသွားတဲ့ဒမ်ဘီလေးနောက်ဒုတိယနေရာမှာရပ်တည်ထားတာကိုကြည့်လာရိုက်မယ်ဟာအနာဂတ်မှာဘလောက်ထိတောက်ပလာနိုင်တဲ့ကစားသမားတယောက်ဖြစ်လာနိုင်တယ်ဆိုတာကြိုတင်တွက်ဆလို့ရနေပြီဖြစ်ပါတယ်။ဒီလိုမျိုးချိန်စွမ်းနေပြအသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်နေတာနဲ့အညီနောက်ကွယ်မှာလည်းဒီမကောင်းတဲ့အကျိုးဆက်တွေကရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့အသင်းရည်နဲ့မလိုက်အောင်ပွဲတွေအများကြီးကစားခဲ့ရတဲ့ကြောင့်လာမရမယ်ဟာကြွက်သားနာကျင်မှုတင်ရကိုမကြာခဏခံစားနေခဲ့ရတာပါ။အမချာလင်းကစားခဲ့တဲ့အန်ကလစီကိုပွဲစဉ်မှာ Real Madrid ကဘာစီလိုနာကို2ဂိုးနဲ့နိုင်ရရှိခဲ့တယ်။အဲ့ပွဲစဉ်မှာဘာစီလိုနာပရိသတ်တွေဟာအသက်16နှစ်အရွယ်သူတို့အသင်းရဲ့လူငယ်ကစားသမားလေးရဲ့မျက်နှာမှာနီရဲနေတာတွေတကိုယ်လုံးနာကျင်မှုတွေနဲ့မတက်မတာဖြစ်မှုတွေကိုမြင်တွေ့ခဲ့ရတယ်။သူဟာမိနစ်90လုံးပွဲချိန်ပြီးကစားသွားခဲ့ရဆိုပေမဲ့သူ့ရဲ့ကြံ့ခိုင်မှုကအကောင်းဆုံးပုံစံမှာရှိမနေခဲ့ပါဘူး။ဒီဟာဒီမှာဟန်စီဖလစ်နဲ့သူ့ရဲ့ဘာစီလိုနာအသင်းသားတွေဟာစပိန်လာလီဂါချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားနေပေမဲ့လာမရမယ်ကတော့ဒီပေါင်ချန်ကြွက်သားတင်ရကြောင်းလာလီဂါနဲ့ချန်ပီယံလိပွဲစဉ်တော်တော်များများကိုလဲချော်နေကြတာဖြစ်ပါတယ်။စပိန်သတင်းဌာနတွေရဲ့အဆိုအရလက်ရှိချိန်မှာရာမယ်ဟာပိုပလီဂီယာလို့ခေါ်တဲ့ကြွက်သားအပြင်းထန်တာကျင်တဲ့ဝေဒနာကိုခံစားနေကြရပါဒီဝေဒနာကဘာကြောင့်ဖြစ်လာလဲဆိုတော့အသက်အရွယ်နဲ့မလိုက်အောင်ပွဲတွေရေးအတွက်အများကြီးကစားရတဲ့အခါမှာကြွက်သားတွေဆူဝေးလာတဲ့အခါမှာမတက်မတာမှုတွေဖြစ်စေပြီးတော့ပေါင်ချန်ကြွက်သားတင်ရတို့လက်မောင်းကျောကြွက်သားတင်ရတို့နောက်ကျောတင်ရတို့ဖြစ်ပေါ်စေပြီးတော့ကြွက်သားတွေမခံမရနိုင်အောင်နာကျင်တဲ့ဒဏ်ရာပြဿနာဖြစ်နေတာပါဒါအပြင်လာမယ့်ဟာကစားပွဲအတွင်းမှာပွဲတွေအများကြီးကစားနေရတဲ့အပြင်ကွင်းပြင်ပမှာလည်းသူ့ထက်9နှစ်လောက်ကြီးတဲ့အမတယောက်နဲ့တွဲခုန်နေပြီးတော့နေတိုင်းလိုဖောင်းတဲ့ကိစ္စတွေပြုလုပ်နေတဲ့ရတာကြောင့်လည်းအခုလိုမျိုးကြွက်သားတန်ရာပိုဆိုးလာတယ်ဆိုပြီးတော့လာမယ်ရမယ်ကိုကုသပေးနေတဲ့ဆရာဝန်တယောက်ကပြောဆိုခဲ့တာမျိုးရှိပါတယ်။ရာမယ်အနေနဲ့လက်ရှိအချိန်မှာဒီပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက်ပွဲချိန်ကန့်သက်ဖို့လိုသလိုပြင်ပကိစ္စမှာလည်းဖောင်းတဲ့ကိစ္စတွေကိုရှော့ချဖို့လိုအပ်နေတာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ရာမယ်အနေနဲ့လက်ရှိအချိန်မှာအသက်ကလည်း16နှစ်သာရှိသေးတာအကြောင်းရှေ့ဆက်တွန်းတက်လာမယ့်အလားအလာတွေအများကြီးလည်းရှိနေတဲ့ကစားသမားတယောက်ဖြစ်ပြီးတော့ဒီကိစ္စတွေကိုရှော့ချနိုင်မယ်သူ့ရဲ့ဒဏ်ရာပြဿနာကိုပိုကောင်းအောင်လုပ်နိုင်မယ်ဆိုရင်တော့အနာဂတ်မှာဘောလုံးတရားစုကိုတေချာပေါက်သိမ်းမဲ့တဲ့ကစားသမားတယောက်ဖြစ်လာမှာမလွဲအိတ်ကံပါမယ်။